Mingla Bashin, a limia mama Juzubare, Dema Akuba, a seaway don't go take by Bono, a seaway mat, Maro, Koye, Bama, Mida Zudi, go Balumio Kuni Pambolo, Yamle, Melo, Queen Yelly, Hola, Chicalo Yamle, Bono, Pido, a limia ma, a poesitical and in it, Maro, ကောင်းကောင်းမွန်မွန်နဲ့စနစ်တကျဘယ်လိုမျိုးရှေ့ဆက်သွားနိုင်မလဲဆိုတဲ့အစည်းအဝေးလေးကိုတက်ဖြစ်တပါတယ်ဒီမှာကတော့ Glen Dawi မှာနေတယ်ပေါ့နော်ဆိုတော့ Glen နေနဲ့2မိနစ်3မိနစ်လောက်ပဲဝေးတယ်ပေါ့လေဆိုတော့ကျမတို့မြန်မာမိသားစုတွေအနေနဲ့ပေါ့နော်ဗမာမိသားစုတွေအနေနဲ့အမြဲတမ်းတွေ့ဆုံလို့ရမယ့်နေရာကိုကျမဟောကန်တစ်နှစ်စာငှားလိုက်တာဖြစ်ပါတယ်ဒီဟောကန်တစ်နှစ်စာမှာကျမတို့မိသားစုစုံစီရေးတစ်လားတစ်ခေါက်မိသားစုတွေစုံကြမယ်စားကြမယ်ပျော်ကြမယ်ပေါ့နော်ပြီးလို့ရှိရင်လည်းအဲ့ဒီမှာလူငယ်တွေအနေနဲ့ကျမတို့အ ਨੇ ဆုံးတော့တလားတစ်ခေါက်ပဲဖြစ်ဖြစ်နှစ်ပတ်တစ်ခေါက်လောက်ဆိုရင်ပိုကောင်းတယ်ပေါ့လေအများအားထိတွေ့စကားပြောပျော်ပပကျမတို့ပျော်ပွဲစားလေးတွေမျိုးကိုလူငယ်တွေအတွက်လုပ်ပေးနိုင်တော့အကောင်းဆုံးပေါ့အဲ့ဒါကိုလည်းစူးစမ်းအားထုတ်နေပါတယ်ငှားလိုက်တဲ့ဟောကန်လေးကလည်းအရန်ကိုမှလို့ခေါ်မလဲပျော်ဖို့ကောင်းတယ်ပေါ့နော်ပင်လယ် view လေးလည်းပါတယ်ဟောလာပန်းချံလည်းအကြီးဖြစ်တယ်ဟောကန်လေးကလည်းတသက်ရကလေးအကြီးလည်းမဟုတ်ဘူးတတိလေးလည်းမဟုတ်ဘူးအလယ်လောက်ပေါ့အဆင်ပြေတယ်လေနော်အဲ့တော့အရန်ဒီနေ့ကိုအရန်လဲပီတိဖြစ်ရတယ်ဝမ်းလဲဝမ်းသာတယ်ပေါ့လေဟုတ်ကဲ့အခုကျမတို့ City Council နဲ့စကားပြောနေပါတယ် local board တွေနဲ့ပြောတဲ့ခါမှာလေသူတို့ကကျမတို့ဗမာမိသားစုတွေကဘယ်နှဦးလောက်ရှိတယ်လဲဘယ်နေရာမှာနေကြလဲပေါ့နော်ပြီးလို့ရှင်ဘယ်လိုမျိုးကူညီပံ့ပိုးမှုတွေလိုအပ်တာလဲဆိုတာကိုသူတို့ကသိချင်တယ်ဆိုတော့ကျမတို့ဗမာမိသားစုတွေကစုစည်းပြီးတော့ကျမတို့ရဲ့ဟုတ်လားအခက်ခဲလေးတွေကိုမဖြစ်မနေကျမတို့ကတူနဲ့တူပြောပြရမှာဖြစ်ပါတယ်ပေါ့လေအခုအလင်းမြန်မာအနေနဲ့ကျမတို့သိချင်တာကကျမတို့ဗမာမိသားစုတွေကလေးကနေလူကြီးအသက်အရွယ်ထိပေါ့နော်ဘယ်လိုမျိုးအကူအညီမျိုးတွေလိုအပ်ပါတယ်လဲ community ထဲမှာအခြေချနေထိုင်နေတဲ့ကာလမှာဘာအခက်ခဲလေးတွေကြုံတွေ့ရပါတယ်လဲပေါ့နော်ပြီးလို့ရှိရင်ကျမတို့အလင်းမြန်မာအနေနဲ့ဟုတ်လားဘာလေးတွေလုပ်တင်လဲဘယ်လို activity လေးတွေကိုကျမတို့တွေကလုပ်ပေးရမလဲဆိုတာကိုအကြံပြုပါရှင်အားလုံးအကြံပြုဖို့အတွက်လဲကြိုးဆိုပါတယ်ဖိတ်ခေါ်ပါတယ်ပေါ့နော်ကျမအခု proposal တင်ထားတာကတော့ကျမတို့ရေကူးတင်တန်းပေါ့လေနော်ကလေးကလူကြီးရောရေကူးတင်တန်းလုပ်ဖို့အတွက်အရင်အဓိကအရေးကြီးပါတယ်အခုနွေရာသီလည်းဖြစ်တဲ့အတွက်ပင်လယ်ကမ်းခြေသွားလဲတာမျိုးတို့ရေကူးကနေသွားလဲတာမျိုးတို့ဆိုရင်ကိုယ်ကလေးတွေနဲ့လူကြီးတွေကရေမကူးတက်လို့ရှိရင်လည်းဒီနိုင်ငံရဲ့ပျော်ပွဲစားတွေကိုတုံမသွားဖြစ်ဘူးပေါ့နော်သူများတွေလည်းမျိုးပျော်ပပအပြေဝမခံစားရဘူးအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျမရေးရကောပြီးတော့တခါလေးကျရင်အဘေးအန်တီရဲ့ပါကိုယ့်ရဲ့အသက်ကိုပါကဲတင်နိုင်တယ်ပေါ့နော်ဒီရေကူးတက်တယ်ဆိုတဲ့ရေကူးတင်တန်းကမဖြစ်မနေဒီနိုင်ငံမှာနေမယ်ဆိုရင်တော့တင်ရမှာဖြစ်ပါတယ်အဲ့ဒီအတွက်လည်းမိသားစုတွေဘယ်နှဦးလောက်စိတ်ဝင်စားတယ်လဲကလေးတွေဆိုရင်လည်းဘယ်နှယောက်လောက်ရှိလဲပေါ့နော်လူဦးရေပေါ်မှာမူတည်ပြီးတော့ကျမတို့တွေကလည်း activity တွေ project တွေ activity တွေကိုစီမံပေးရမှာဖြစ်တဲ့အတွက်ကျမတို့ကိုစာလေးပို့လာပေးပါလို့ဟာလာနော်စာမေတ္တာရက်ခံပါတယ်ဟုတ်ကဲ့ပါနောက်နှစ် program တွေအများကြီးစီစဉ်ထားပါတယ်လူငယ်တွေလည်းစုကြမယ်မိသားစုတွေလည်းပျော်ပပစုံစည်းကြမယ်ပေါ့နော်ဗမာစာသင်ဖို့အတွက်ကလေကျမတို့ New Link ဘုန်းကြီးကျောင်းမှာတော့အပတ်စဉ်ဗမာစာသင်ပေးတယ်ဘုံကသင်ပေးတယ်ဘုံဥတုကလေအခုတော့လူမျိုးကြားတွေတိုင်းရင်းသားတချို့တိုင်းရင်းသားလူမျိုးကြားပေါ့နော်ပြီးလို့ရှိရင်လည်းဘာသာကွဲတဲ့လူတွေပေါ့လေအဲ့ဒီလူတွေအတွက်လည်းကျမတို့ကနေရာတစ်ခုပေးခြင်းနဲ့ပေါ့လေဒီဗမာစာတင်တာကိုလေအဲ့တော့လူမျိုးမရွေးဘာသာမရွေးနေရာလေးကိုကျမကကျမတို့အခု booking လုပ်လိုက်တဲ့နေရာမှာပဲစာတင်ပေးမဲ့အစီအစဉ်လေးမျိုးကိုစူးစမ်းအားထုတ်နေပါတယ်တင်ပေးမဲ့ဆရာလည်းရှိပါတယ်ပေါ့နော်ပြီးလို့ရှိရင်နော်အငိတ်မင်းသမီးတို့ဗမာရိုးရာယဉ်ကျေးမှုလေးတွေကိုလည်းကျမတို့လူငယ်တွေစုပြီးတော့ဟာလာနှစ်ပတ်တစ်ခေါက်လောက်ကျမတို့တင်တန်းဖွင့်ဖို့လဲစီစဉ်ပေးနေပါတယ်ရှင်အဲ့တော့ဘလို့ပဲဖြစ်လေနော်တင်မအနေနဲ့ကအတက်နိုင်ဆုံးငွေအင်အားလူအင်အားပညာအင်အားဘက်စုံကိုအားဆိုင်ပြီးတော့အလင်းမြန်မာကိုတိစောက်နေတာဖြစ်ပါတယ်ကျမနဲ့အတူလက်တွဲပေါ်တွေလည်းရှိပါတယ်သူတို့တွေကအကြံပေးတယ်နော်လုံးစရာရှိတာတွေကိုလုပ်တယ်ချက်ပြုတ်ရေးမှာတာဝန်ယူတယ်လူငယ်တွေကိုလိုက်ပြီးတော့ဖိတ်ခေါ်ပေးတာမျိုးတို့ပေါ့နော်ပြီးလို့ရှင် transportation တချို့တွေကြတော့ကားမောင်းလို့မရတဲ့လူရှိတယ်ပေါ့နော်ပြီးလို့ရှင်ကားမရှိတဲ့လူတွေရှိတယ်အဲ့ဒီအတွက်ကိုလည်းကျမတို့ရဲ့ volunteer တွေကကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်အတက်နိုင်ဆုံးကျမတို့ဝိုင်းဝန်းပြီးတော့စူးစမ်းကြမယ်လေနော်ဘလို့ပဲဖြစ်ဖြစ်ကျမတို့ဗမာမိသားစုတွေအတွက်အလင်းမြန်မာကအင်အားတစ်ခုဖြစ်စေဖို့စူးစမ်းအားထုတ်နေတဲ့အကြောင်းညီကိုမောင်တို့လူကြီးမိဘတွေကိုအသိပေးခြင်းပါတယ်ရှင်
အဲ့တော့တတ်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းလဲကူညီပါပူပေါင်းပါဝင်ကြပါလို့ဖိတ်ခေါ်ရင်းဒီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်